ဖို့ကောင်းတဲ့မားတစ်ခုတော့ပြုလုပ်ခဲ့ရဖြစ်ပါတယ်ဒါပေမဲ့ကိုကြီးရကိုကြိုးစားခဲ့တဲ့ဘကာယူကိုနေနေရလည်းချော်လဲသွားလို့ရန်ကုန်ရတဲ့အတင်းတော့တော်လေးသက်သာရခဲ့တာလည်းဖြစ်ပါတယ်ဘလာမိုယူကီကျွန်တော်နေထားနေပဲရှင်းထုတ်ထားတယ်ဗျမင်းကျော်ကန်းဒါဆိုကိုပို့ပေးလာတယ်စီကိုကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားခဲ့တာပဲဖြစ်ပါတယ်ရန်ကုန်ရတဲ့အတင်းတကူကူမရှိဆိုတဲ့ရလန်နဲ့နိုင်ရဘူဆွဲတုံးကလုံးနေသောအနိုင်ကိုသွင်းပေးခဲ့တဲ့ကစားသမားတူလည်းဖြစ်တယ်ခင်ဗျာဒီနေ့မှာဘိုဒိုဆိုင်တို့ရန်ကုန်အတွက်စီစဉ်ပြပြီးတော့ကိုကြီးသွင်းပေးနိုင်မလားဆိုတာတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကြတယ်ဘာမြောက်နေတယ်ကောင်းတိုက်တာတွေဒီမှာကျော်စင်ဖြိုးတာယာပဲထားခဲ့တာပဲဖြစ်ပါတယ်နောက်မှာတော့တင်ကောင်းအောင်နာကျော်နဲ့အစာကီလိုပဲကြံ့တော့တယ်ဗျာနာကျော်ကျွန်တော်လူတိုင်းတော့မကြော်ဘူးဗျာဇော်ဝင်းသိန်းဝယ်စီကိုလိုက်နေတယ်မျိုးခန့်မာထန်နဲ့ပဲတုံ့ပြန်ထားခဲ့တယ်ဗျာစာကီဝင်လာမှာပဲကျုပ်ထပ်ပြီးတင်ပေးတာလေကိုကျော်စင်ဟေးကိုကျော်စင်ဟေးလုံရယူဖို့ကြိုးစားမှာတော့စာနူပေါ်ဝင်ရောက်ပေါ်တော့နင်းငယ်ကြမ်းသွားခဲ့တာပဲဖြစ်ပါတယ်ဒီတိုင်းတော့ရုံနဲ့အတင်းကိုဒုတိယရာသီဘဝမှာပြောင်းရွှေ့လာခဲ့ပြီးလက်ရှိအချိန်ထိတော့ရုံနဲ့အတင်းတို့တင်ကုန်ကူနဲ့ဂိုးဖန်နေမှုတစ်ချိန်ကိုတော့ပြုလုပ်ပေးထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်စာကီနောက်ပြီးတာလေMauricio Suakame Shupira nhá Yuki Lục giật đuôi này Chào này thì mà Shupira nhá Còn cho thế lại đi đấy Thì nhiều sẽ được chấp bị phê thang này nghe là phía bá đấy Thì nhiều bỏ lông phê mẹ đi thang mà nó còn cho thế Đã gì bỏ nóเป็นภาษามาไทยอันนั้นที่เราชี้มาเราอยากชี้นี่อะไรผิดบ้างจุดนั้นใครเดินคู่มาเราจ้ามาตรงนี้เราหน้าตัวนี้ปุ่มนั้นมาเราชี้นี่อะไรผิดบ้างเดี๋ยวกองแพ้ปีบุบงกองวงเก็บบีเราคุณโจนี่คุณยี่ยาอยู่จุดนั้นนี่เท่าเราสิ่งนี้เอาอยู่คุณโอริซิโอနာကျော်ရှုပ်ပြီးရတယ်ရှင်နေတယ်ဘလုံးရလိုက်နော်ဘယ်ချမ်းပါပဲရှင်းအောင်ညတို့အစတွေ့တယ်နော်ဒီလိုပြီးခဲ့ပေမဲ့ဒီမော်စီတော့မရောက်ခဲ့ပဲအစာနိုရဲ့ပြင်လေတက်စီချင်းတော့ခံခဲ့ရတယ်ဖြစ်ပါတယ်ဆိုမတဲ့ရလာပြီလူချိုချိုပဲတော့ရှော့ပဲမြတ်ဆိုမတဲ့ပဲဘလိုဆိုင်တိုလာဘာတော့ပြက်လာမြတ်ဘလိုဆိုင်တိုရှုပ်ပြီးရတယ်ဘလာမှုနဲ့ချားမှာတော့နားလည်မှုယူကီရှုပ်ပြီးရမြတ်ဘလုံးရလာပြီခုကျော်သိဟဲယူကီနဲ့ပြတ်တွဲခဲ့ရလည်းဖြစ်ပါတယ်ယူကီရှုပ်ကနေပြီးထားတယ်လက်ပြဘောရှောင်းနေတဲ့အမြောက်ခွင့်ရမှာလည်းဖြစ်ပါတယ်ချဖြိုးဝေးမကျော်ကန်ကိုကျော်သိဟဲဇွက်ခံမင်းရှုပ်ပြီးထားတယ်ပြတ်တယ်ဗျာအိုဒဆိုင်တို့ဘောလုံးရလာပြီအိုဒဆိုင်တို့ပဲမိုးကူကိုပြီးထားတယ်ဒေါ်ဟာမာဘိုဒဆိုင်တို့ပြီးလာပြီချက်ချင်းထားတယ်ဘိုဒဆိုင်တို့ပဲအလောက်ထဲအမြတ်မိုးကူရဲ့ကြံတွဲတဲ့ဘောလုံးပေးမှုကတော့ကျွန်တော်လေးတော့တိကျမှုတော့အားနေခဲ့ရလည်းဖြစ်ပါတယ်ကျွန်တော်တင်မညာကျမဘောလုံးရလာပြီနောက်ပြတွဲထားတယ်စုံမသိန်းဒီပထမပြီးတာမြတ်ဒီပထမဒီတော့ပြီးတာပြီမောင်လေးဒီတယ်မောကဲနဲ့အနေထားတော့တောက်ကမောင်းနေပဲကျင်းလိုက်ခဲ့ရလည်းဖြစ်ပါတယ်မောင်လေးကနေပေးထားတယ်ကျွန်တော်တို့ခန့်စစ်ဒီချိန်မှလည်းပြန်လဲတားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်လူဆောင်စားမှာရင်းမင်းတူဒီမတင်ဒီဘုံတော့တားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဒီချိန်ကျွန်တော်ကိုယ်ထဲမှာမိုးရွာသွန်းလာတဲ့အနေထားကိုတော့ညှိတွေ့လာခဲ့ရလည်းဖြစ်ပါတယ်ပြီးတော့ပေးထားပြီအီဆိုအစားတော့အီဆိုဘလို့ထိရမှာတော့အီဆိုပြန်သွားခဲ့ရလည်းဖြစ်ပါတယ်။ဒါနဲ့တင်တော့အခွင့်အကောင်းဖြစ်လာနိုင်တဲ့အနေထားတော့အီဆိုသုံးချနိုင်ခြင်းတော့မရှိရလည်းဖြစ်ပါတယ်။ဒီနေ့မှလည်းဂုံရှိသေးရလက်အတိုင်းပဲပွဲရတော့အဆုံးသတ်ဖို့တော့ရာဂိုင်လုံးများနေကြပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ကျန်မိနစ်ပိုင်းခြားတွေမှာသွင်းကိုတွေကိုပိတ်သက်တွေအနေနဲ့နှိမ့်တွေ့ရမလားဆိုတာတော့ဆက်လက်ပြီးတော့စိတ်လှုပ်ရှားခြင်းကုံစွာနဲ့စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။နော်ဒါဟာမီချန်။ရောက်ထုတ်ပြီးတာတွေချန်နယ်အသေးမဲသူကပ်ပို့ပြီးတာတွေဒီမှာလည်းအစာနို
အောင်ဆုံးပုံစံနဲ့ပဲရှင်းထုတ်ထားခဲ့ဗျမဆာကီဝင်လဲမှာပဲမဆာကီဝင်ရတဲ့တင်တမတိုက်စစ်ဖြစ်ပါတယ်မော်ဂူရှင်းသွားခဲ့တာပဲဖြစ်ပါတယ်ဝင်နေတဲ့တင်ကစားသမားတွေနဲ့ဒီပြယူကီတို့ကတော့ကိုဆောက်ရရဲ့လက်ရှိမှာတော့ဒီနေ့ပွဲစဉ်အတွက်ပြောင်းလဲတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ကြရပြီပဲဖြစ်ပါတယ်ကွင်းလန်တိုင်းတော့ဆေးဖွဲကိုအလင်းမြန်ကွင်းထဲကိုဝင်ရောက်ဖို့အတွက်အချက်ပြနေခဲ့ပြီးရှမ်းနေတဲ့တင်ရဲ့နောက်တန်းကစားသမားရဲမင်းသူကိုတော့ဟိုကအစားအနီကက်ပြောင်းလဲပြီးတော့ပြသခဲ့ပြီပဲဖြစ်ပါတယ်ရုပ်တဲ့အနီးပြကွက်တွေရလဲမော်ကူပေါ်ရဲမင်းသူရဲ့တော့အတိတတာကိုကြမ်းခဲ့တာပဲဖြစ်ပါတယ်လက်ရှိကတော့ပိတ်သားရန်88မိနစ်ကိုတော့ကြော်လာခဲ့ပြီပဲဖြစ်တယ်ဗျာလာမတယောက်ရောက်သွားခဲ့တဲ့ရှမ်းနေတဲ့အတင်းလက်ကျန်ပွဲကစားချိန်မှာအေရှရန်ကုန်ယူနိုက်တက်ကိုဘယ်လိုပုံစံနဲ့တုံ့ပြန်ကစားမလဲဆိုတာတော့ဒီသွားမှာပဲဖြစ်ပါတယ်အတင်းပေါ်ဝင်ရောက်ဖို့ကျန်တဲ့တော့ခံခဲ့ရတာဖြစ်တဲ့ကြောင့်မောင်မောင်လေးအနေနဲ့ကလည်းတော်လေးဒေါသထွက်နေတဲ့ပုံစံမှာတော့ရှိနေခဲ့တယ်ခင်ဗျာဒီကစားဖို့ကျန်တဲ့ငယ်တွေအပြုမှုအတွက်ကိုတော့ရဲမင်းသူဒိတ်တက်ကိုတော့လည်းချီပြီးတော့တောင်းပန်သွားခဲ့တယ်ခင်ဗျာဝင်ထဲမှာတော့တစ်ဖက်ကစားသမားတွေတက်ပြီးတော့ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်you know ဒီနေ့ထိတိုက်တွေ့ဆုံနိုင်တိုင်ဆိုင်မှုပြင်းထန်လေးရှိတဲ့နေထားဒီနေ့မှလည်းဆက်ပြီးတော့ဒီဘက်သားသမားတွေထိန်းထားတာပဲဖြစ်ပါတယ်ဆိုပါဒီဥဆောင်ကိုစတင်ပြီးတော့သိနိုင်မလားစောင့်ကြည့်အောင်ရမောင်မောင်လေးရှုပ်ကနေပေးထားတယ်ချစ်အေးစေတိုင်းမြရာသီမြဇောင်းကသားသမားချစ်အေးလူတော့မပေးသေးဘူးမြချစ်အေးပဲလဲဖို့အတွက်ကြိုးစားနေတယ်အမျိုးခန့်ဘာလို့ရတယ်မြစုံမသိဒီပွဲစဉ်မှာတော့စုံမသိကျွန်တော်လေးတော့ပုံမှန်ချေဆောင်အောက်တော့ရောက်နေကြရလည်းဖြစ်ပါတယ်ကျွန်တော်ရလာပြီရှုပ်ပေးရတယ်အောင်နာဆိုးရောတော့ပေးတာပြီကျွန်တော်ရတဲ့တကယ်လေဒီရောနေထားနေတာကိုရှောင်းနေသည်ကျမတင်ကကိုပေါ့တက်မဲ့ကကျွန်တော်မရှိရလည်းဖြစ်ပါတယ်ဒီမထန်ယူဆွဲလာတယ်မမောင်လွင်ယူတော့ပေးတာပြီနော်အီဆိုမောင်လေးရဲ့ပေးဖို့မှုကိုအီဆိုဒါရအဆုံးသတ်ဖို့ကြိုးစားခဲ့မယ်လေဆုံးသတ်မှာတော့အီဆိုရဲ့ကြိုးစားမှုကတော့ကိုပေါင်းနဲ့လွှဲချော်သွားခဲ့ရလည်းဖြစ်ပါတယ်ပြန်ထားသေးရဲ့မြောက်ကျော်ရဟာမီတန်ကျန်တဲ့ထက်ဘလုံးပြန်ခဲ့ရလည်းဖြစ်ပါတယ်အီဆိုလှည့်လာတယ်စုံမသိမောင်လေးနောက်ဒီစိတ်မီဘလုံးယူလာရမြောက်လူကြိုရှိနေတေးပတန်ဘောလုံးရတယ်ချစ်အေးပဲကြောက်ကြော်တယ်မြချစ်အေးပဲချစ်အေးပြန်မယ်ဒီအစားမဟုတ်တော့ဖြစ်တဲ့ကျူးလွန်ခဲ့တဲ့အကြောင်းရှင်းနေတယ်မင်းဒီတော့မကန်မှာလည်းဖြစ်ပါတယ်ချီအကြမှာတော့ယူကီဘောနောက်ကနေတဲ့ကျူးလွန်မိခဲ့ရတယ်ဖြစ်ပါတယ်အားလုံးတော့ကျွန်တော်ပြည်တယ်ဗျာရန်ကုန်မြို့ဝိုင်းစီကွန်းမှာစားနေကြတဲ့ရုံနဲ့အတင်းနဲ့အချက်နဲ့တင်းတွေပွဲသားချင်းမိနစ်90ရာတော့ပြီးဆုံးသွားခဲ့ပြီလေဖြစ်ပါတယ်။ပြီးဆုံးသွားကြမှာတော့နှစ်ဖက်တင်းလုံးတွင်းကိုတွေရောက်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ဂုံးရှိသေးရလည်းနဲ့ပြီးဆုံးသွားခဲ့ပါကြောင်းအစီအကံဒီဇိုင်းနဲ့ပဲကျွန်တော်တို့ရဲ့ဓာတ်ရိုက်ထုံးတဲ့တစ်ဆက်နေမှုတော့ဒီမှာပဲရှင်းအောင်ကြည့်ပါခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့အားလုံးတော့ကျွန်တော်ပြည်တယ်များအားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။